မင်္ဂလာပါရှင်။ဟောလေဒီလက်ဘဲလေးတွေကလေအခုဒီတက်ဝင်တာပေါ့နော်ဝင်တာဆိုလို့ရှိရင်ဒါကုံတော့မယ်ရှင်အဲ့ဒါဆိုတော့ကြောက်လေလိုချင်တယ်လို့ပြောထားတဲ့ CP မှာပြောထားတဲ့သူလေးတွေများနေတယ်ဆိုတော့လေKP screenshot လေးရယ်ဒီကိုဝယ်ယူတဲ့သူရဲ့ဖုန်းနံပါတ်လေးရယ်ပြီးတော့ပို့ပေးရမယ့်လိပ်စာလေးတွေကိုအပြည့်အစုံပို့ပေးထားတဲ့သူလေးတွေကိုဦးစားပေးပြီးတော့မှဒီပစ္စည်းလေးတွေကိုတင်သွင်းပေးပါမယ်နော်ဒါကြောင့်မလို့တချို့မရလိုက်တဲ့သူလေးတွေရှိမှဆိုလို့ပါအဲ့လိုရှိခဲ့ရင်လည်းစိတ်မဆိုးပါနဲ့လို့ကြိုပြီးတော့တောင်းပန်ထားပြရစီပစ္စည်းလေးတွေကလေတော့အခုအရန်မှသုံးလို့ကောင်းတယ်ဆိုတော့လေလူကြိုက်ကအရန်များတယ်ပြီးတော့ဒီဆက်ကောက်တွေကြတော့အချိန်ပေးရတယ်ဒီလိုမျိုးအိတ်ကောက်တွေကြတော့အချိန်လည်းပေးကြမလို့ချိန်ကုန်တက်တာတယ်လူပင်မန်းတာလည်းတက်တာတယ်ပြီးတော့ကြတော့သူကလေဆက်ကောက်လေးလိုမျိုးပဲထွက်တယ်သူ့ရဲ့အားတာချက်ကလေဟိုပုံမှန်တခြားလက်ကောက်တွေလိုမျိုးသူကလေကောက်သားဖွာတာမျိုးမရှိဘူးရှင်ကိုဆိုလဲလေအဲ့ဒီဆေးလေးနဲ့ပဲကောက်ထားတာစပင်းကောက်သားကလေဖွာသွားတာမျိုးမရှိဘူးကျန်းတာမျိုးမရှိဘူးเนาะသူကလေပြီးတော့ဆန်သားအစုံသုံးလို့ရတယ်ပျက်စီးဆန်သားလည်းရတယ်ဒီလိုတခြားဘလို့စပင်းမျိုးဖြစ်ဖြစ်ပေါ့เนาะ for all hair type ပေါ့เนาะသူကလေဆိုတော့ကြတော့အရန်အောင်မှလူကြိုက်များတယ်ဒါကြောင့်မလို့ဒီဟာလေးအခုပစ္စည်းပြတ်တော့မှမလို့လာပြီးတော့မှပြောပြတာပါဒီပစ္စည်းလေးလိုချင်တယ်ဆိုလို့ရှိရင် CP လေးကနေပြီးတော့မှဖုန်းနံပါတ်လေးရယ်လိပ်စာလေးကိုပို့ပေးခဲ့ပါနော်